အားလုံးပဲမင်္ဂလာပါအတူတကွဆင်ရှင်နိုင်ဖို့ရန်ရွေးချယ်ထားတဲ့ကြံပိုက်လေးကိုဖတ်ရှုလိုပါတယ်ဟေရှားနဂတိကျမ်းခန်းကြီး50ခွန်အငယ်3နဲ့4စုံမသာမြောက်မထားသောမိမသာပြည်တစားမသားတို့ရှိကပ်ကြတော်တင်တို့သည်အဘဲတူကိုကြည်စေကြသည်။အဘဲတူအားနှုတ်ကိုဖွင့်၍ရှားကိုထုတ်ပြကြသည်။တင်တို့သည်ဖောက်ပြန်သောအမျိုးတစ္ဆာပြတ်သောအမျိုးဖြစ်ကြသည်မဟုတ်လောဆိုတဲ့နှုတ်ကပတ်တော်အပြင်အသက်တာကိုဆင်ခြင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်။ဒီသလားရဲ့ခေါင်းစဉ်ကိုတော့တစ္ဆာပြတ်သောအမျိုးဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်။ဒီကြမိတ်လေးဒီပရောဖက်ဟေရှာယအပြင်ဣသေလလူမျိုးများကိုဖော်ပြနေခြင်းဖြစ်တယ်။ဖျားသခင်ဒီတစ္ဆာဖျားဝိညာဉ်ဖျားဖြစ်တယ်။ကိုးကွယ်တော်သူအပေါင်းတို့သည်တစ္ဆာနဲ့ဝိညာဉ်နဲ့ကိုးကွယ်ဖို့ရန်ရှင်ရခရစ်ဝင်ကျမ်းအခန်းကြီး4အငယ်24မှာဖော်ပြထားတာဖြစ်တယ်။ဣသေလလူမျိုးများကိုဖျားသခင်ရွေးကောက်ထားခြင်းသည်အာဗြဟံနှင့်ပြုသောဗဒိညင်ဂတိတစ္ဆာအပြင်ရွေးကောက်ထားတာဖြစ်ပြီးရွေးကောက်ထားတဲ့ဣသေလလူမျိုးများကိုတစ္ဆာအပြင်ကျွေးမွေးပြုစုစောင့်ရှောက်ကွယ်ကာလမ်းပြပေးနေတဲ့ဘုရားဖြစ်တယ်။တိုးတော်လေဣသေလလူမျိုးများရဲ့အသက်တာမှာဖျားထားတဲ့တစ္ဆာတရားကိုဥပက္ခပြုကာဖျားပေါ်မှာတစ္ဆာပြက်ကတခြားသောအရာများကိုဦးစားပေးတာကြောင့်ပရောဖက်ဟေရှာယအပြင်ပြန်လည်နှိုးဆော်ပြီးဖျားဘက်ပြန်လှည့်လာဖို့ရန်နှိုးဆော်ခဲ့ခြင်းဖြစ်တယ်။ဣသေလလူမျိုးများရဲ့အသက်တာမှာဖျားကျေးဇူးကိုမိလျော့ကဘယ်လိုပင်အသက်ရှင်နေပေမဲ့ဖျားသခင်သည်ဣသေလလူမျိုးများအပေါ်ဘယ်လိုမှတစ္ဆာမပြတ်ခဲ့သောဖျားဖြစ်တယ်။ဖျားသခင်သည်တစ္ဆာဖျားပြတ်သောကြောင့်တစ္ဆာတရားကိုတန်ဖိုးထားတယ်။ဖျားပြောတဲ့စကားသည်တစ္ဆာစကားဖြစ်ပြီးဖျားလုပ်တဲ့အလုပ်သည်လည်းတစ္ဆာအလုပ်ဖြစ်တယ်။တစ္ဆာဆိုတဲ့စကားသည်အနက်အဓိပ္ပာယ်လေးနဲ့တယ်။ဘယ်တော့မှမပြောင်းလဲမဖောက်ပြန်အစားမထိုးသလိုအပြစ်နဲ့အလျောက်စီရင်ခြင်းလို့လည်းအဓိပ္ပာယ်တက်ရောက်စေတာဖြစ်တယ်။ခရစ်တော်ကိုယုံကြည်လက်ခံသောသူများရဲ့အသက်တာမှာလည်းတစ္ဆာတရားကိုတန်ဖိုးထားသလိုတစ္ဆာတရား၌ကျင်လည်ဖို့ရန်ဖျားအလိုရှိတာဖြစ်တယ်။ဒါပေမဲ့ယနေ့ယုံကြည်သူများအသက်တာမှာတစ္ဆာတရားကိုတန်ဖိုးမထားတစ္ဆာတရား၌တည်မနေတာကြောင့်ယုံကြည်သူတယောက်ရဲ့အသက်ရှင်မှုသည်မယုံကြည်သူများနဲ့မထုမရှားဖြစ်နေတာဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့သည်စစ်မှန်သောယုံကြည်သူတဦးဖြစ်တယ်ဆိုပြီးနှုတ်ကပြောနေပေမဲ့ကျွန်ုပ်တို့ရဲ့အသက်ရှင်မှုသည်တစ္ဆာတရား၌တည်မနေဘူးဆိုရင်စစ်မှန်သောယုံကြည်သူမှဟုတ်ရဲ့လားဆိုတာပြန်လဲစမ်းစစ်စေခြင်းတယ်။ဒီကြမ်းမိုက်လေးမှာဖော်ပြထားတာကစုံမသားဆိုတာသူတစ်ပါးကိုမြှူဆွဲတယ်သူတစ်ပါးအကျိုးစီးပွားပြတ်အောင်ပြောဆိုတယ်လှုပ်ဆောင်တတ်ခြင်းကိုဆိုလိုခြင်းဖြစ်တယ်။မြောက်မထားသောမိမသားဆိုတာဘယ်သူအပေါ်မှတစ္ဆာမရှိဘူးလူရင်တစ်မျိုးမလူရင်တစ်မျိုးပြောတယ်လိမ့်လေလှက်ဖြားတတ်ခြင်းဖြစ်တယ်။နောက်တစ်ခုကပြည်တဇမသားလို့ဖော်ပြထားတာကြောင့်လူပေါင်းစုံနဲ့ပေါင်းသင်းဆက်ဆံတယ်သူတို့ရဲ့အပြုတ်မှုဇယိုက်တွေကိုလိုက်တယ်ဘယ်အရာမှအလေးမထားဘူးဘဝကိုစိတ်ကြိုက်အသက်ရှင်တယ်လူတိုင်းကိုလက်ခံတယ်အပျော်ပါးကိုခုံမိတယ်အဲ့ဒီအရာများသည်ပြည်တစားတယောက်ရဲ့ဇယိုက်လက္ခဏာများဖြစ်တယ်အဲ့ဒီဇယိုက်လက္ခဏာများကိုယနေ့ယုံကြည်သူများရဲ့အသက်တာမှာရှိနေခြင်းသည်ယုံကြည်သူအရှင်းချင်းအတွက်အတိတ်တော်အတွက်အယံအန္တရာယ်များတဲ့ဇယိုက်လက္ခဏာများစွာဖြစ်တယ်အဲ့ဒီဇယိုက်လက္ခဏာရှိတဲ့ယုံကြည်သူများအတင်းတော်အတွင်းမှာဝင်ရောက်လာပြီဆိုရင်ယုံကြည်သူအရှင်းချင်းမှာလည်းကူးဆက်နိုင်သလိုအတင်းတော်အတွက်လည်းပြိုကွဲเสียအကြောင်းဖြစ်စေတာဖြစ်တယ်။နောက်ဒီကြမ်းမိုက်လေးမှာဖော်ပြထားတာကတင်တို့သည်အဘဲသူကိုကြည်စေကြသည်လို့ဖော်ပြထားတာကြောင့်ဣသေလလူမျိုးများရဲ့ဖျားအပေါ်မှာတစ္ဆာမရှိခြင်းသည်ဖန်ဆင်းခြင်းဖျားကိုကြည်စေတရားဖြစ်နေတာဖြစ်တယ်။အဲ့ဒီအကြောင်းအရာမျိုးသည်ကျွန်ုပ်တို့ယုံကြည်သူများရဲ့အသက်တာမှာလည်းမြင်တွေ့နိုင်တာကြောင့်ဖျားကိုကြည်စေသောသူများမဖြစ်ဖို့ရန်လိုတယ်။ဖျားသခင်သည်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူသော
ဖျားဖြစ်သောကြောင့်ကျွန်ုပ်တို့ယုံကြည်သူများအသက်ရှင်မှုသည်ဖျားကိုမထီမဲ့မြင်ပြုသောသူကြည်ဆယ်သောသူမဖြစ်ဖို့ရန်အထူးတတိပြုစင်ကြင်ရမှာဖြစ်တယ်။ဒါကြောင့်ရှစ်တော်မိသားစုများဣသေလလူမျိုးများသည်ဖျားပေါ်မှာတစ္ဆာပြတ်သလိုပဲကျွန်ုပ်တို့ယုံကြည်သူများရဲ့အသက်တာမှာဖျားပေါ်မှာတစ္ဆာရှိခြင်းအပြင်သာဓုတစ္ဆာရှိသောငယ်သားကောက်အဖြစ်ခရစ်တော်ရဲ့ရှိမှန်းခြင်းခံရသောယုံကြည်သူများဖြစ်နိုင်ဖို့ရန်နှုတ်ကပတ်တော်အနည်းငယ်အပြင်ခွန်အားပေးလိုက်တယ်အားလုံးပေါ်ဘုရားကောင်းကြီးပေးပါလေ